စေမိုးလေဝသသတင်း2026ခုနှစ်ဧပြီလ22ရက်နေ့ညနေ4နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်နှင်းငယ်မှတိမ်အထင်ဖြစ်ထွန်းနေပါသည်မနက်ဖြန်နံနက်ထိကမှန်းချက်ကချင်ပြည်နယ်တွင်နေရာကျဲကျဲနှင့်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်ဖြစ်ထွန်းမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမကွေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပြင်လိုင်းနှဲငယ်မှလိုင်းအထင်ရှိမီလိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ6ပေခန့်ရှိနိုင်ပါသည်